بسم الله الرحمن الرحيم လူတယောက်ပတ်စံနေရှာတယ်ဖနောနဲ့တင်သွားတရားတဲ့အကြောင်းအယူတစ်ပိုင်းဖြစ်နေတဲ့ပတ်စံရွှေငွေဆိုတော့ဘာလို့ဒီလောက်တော့ဒုနီယာတော့အယူတစ်ပိုင်းပြေးလွှားနေတာလဲရုံးကန်လှုပ်ရှားနေတာလဲစိတ်ချမ်းသာမှုရပတ်စံမရှိစိတ်မချမ်းသာရလူတွေကုန်မပေးဘူးအစ္ဆတ်မပေးဘူးဟိုဟာမပေးဘူးဒီဟာမပေးဘူးလူတွေကြားထဲမှာတိမ်ငယ်တယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်စိတ်ချမ်းသာမှုရမှုတော့ပဲဘာလို့လဲပတ်စံရှာနေတာပေါ့ယာရုအာနာရဲ့အနောက်ကိုလိုက်နေတဲ့ကလထိုင်တွေလူနေတယ်ဘာတော့လဲစိတ်ချမ်းသာမှုကိုရဘူးပျော်ရွှင်မှုကိုရဘူးဒါပေမဲ့အဲ့ဒီအရာတွေကိုရလာပြီးတဲ့နောက်ပိုင်းအလိုက်အမိတ်တွေကိုဖီဇန်နဲ့ဂုဏာတွေလှုပ်တဲ့နမတ်တွေကိုတွတ်တဲ့ဖရတ်အီဘာဒတ်တွေဝါဂျစ်အီဘာဒတ်တွေတခုမှကြုံမဆိုင်ဘူးဘာလို့လဲပတ်စံရှာနေတဲ့ယာဒူအာနာရဲ့အနောက်ကိုလိုက်နေတဲ့ဟရီဘိုင်စိတ်ချမ်းသာမှုကိုရလာပြီးလားဘိုင်းကဥစ္စာပစ္စည်းတွေလည်းရှိဟောပြီးချမ်းသာဟောပြီးဘိုင်းယာဒူအာနာကလထိုင်နဲ့ရတော့ဘိုင်းကစိတ်ချမ်းသာမှုရှိသလားရှိဘာကြောင့်အလ္လာဟ်တာလာရဲ့အမိတ်တွေကိုဖီဇန်တာကိုAllah Taala jangan orang Quran tema cinya orang muthare. Ala bizikrillah tatma'innul qulub. Ala Allah Taala masih. Ala bizikro jangan sai tema balu khadam itu le. Allah Taala jangan orang dari pengra. Ala na tho dari tha. Beno ko holuga le pong la pyo me diluga le pong la pyo me. Pyo shin mu ko ya chin yin da lo. Pyo shin mu ko ya chin da ku sha. Pyo shin mu ko ya chin di aya ko pain san yang lo. ပျော်ရွှင်မှုရခြင်းဒီအရာရဲ့နောက်ကိုလောက်ပျော်ရွှင်မှုစိတ်ချမ်းသာမှုကိုဟိုဟာနဲ့ရမယ်ဒီဟာနဲ့ရမယ်တယောက်ပြီးတယောက်မင်းတို့ကိုပုံလာပြောမယ်အာလာဒရိထာအလ္လာဟ်တာလာအဲ့လိုပြောလို့ကျွန်တော်ခံစားကြောက်ခေါ်တော့အာလာမင်းတို့ကိုလူတွေလာပြီးတော့ပုံပြောမယ်ဟိုဟာရှာဒီဟာရှာဟိုအရာကိုရအောင်လုပ်ဒီအရာကိုရအောင်လုပ်ပတ်စံချမ်းသာအောင်လုပ်ယာရုအာနာဟိုအစင်တန်းကိုရအောင်လုပ်ဒီအစင်တန်းကိုရအောင်လုပ်မင်းတို့ကိုတယောက်ပြီးတယောက်လာပြီးတော့ပုံပြောနေမယ်ပျော်ရွှင်မှုကိုလိုချင်ဒါလုပ်ပျော်ရွှင်မှုကိုလိုချင်ဒါလုပ်ဟိုဟာကိုရှာအာလာဒီမှာနားထောင်မင်းကိုဖန်ဆင်းတဲ့အရှင်သခင်ကငါပြောမယ်မင်းရဲ့တဘာဝဗီဇကိုမင်းရဲ့စိတ်အခြေအနေကိုမင်းထက်ကိုပို့ပြီးတော့ငါကကြည့်တယ်ဘာတော့လဲငါကမင်းကိုဖန်ဆင်းထားတော့အာလာဒီမှာနားထောင်မင်းသတိထားမင်းဒါကိုသိလိုက်ဘီဇစ်ကရလာအလ္လာဟ်တာလာကိုဒရိယတာချေအားဖြစ်တာလေနှလုံးသားတွေဟာပျော်ရွှင်မှုကိုရရှိတယ်ဒါအလ္လာဟ်ပြောမင်းတို့လိုက်ပတ်စံတွေရဲ့အနောက်ကိုလိုက်တယ်ဂျာဒူအာနာတွေကလထိုင်တွေရဲ့အနောက်ကိုလိုက်တယ်Allah Taala မရှိတော်မူတယ်Allahရဲ့စကားဘရောမမှားနဲ့ဒီကနေ့ကျွန်တော်တို့တွေ့ရတဲ့ပတ်စံဘလောက်ချမ်းသာတယ်လဲအဲ့ဒါလို့သူ့စီမှာစိတ်ချမ်းသာမှုကင်းမဲ့ယာရုဘလောက်ကြီးတယ်လဲအဲ့ဒါလို့သူ့စီမှာအတောက်တရားတွေကြီးစိုးနေထောင်းကနေအနားမှာခလေးတယောက်ကဘောလုံးတစ်လုံးကိုကန်ထားတယ်အဲ့ဒီဘောလုံးကလေးပေါက်သွားရင်တော့ခါထွက်သွားတယ်ပြကြတယ်သူ့စီမှာအတောက်တရားဘလောက်ကြီးမားလဲဘောလုံးလေးတစ်လုံးပေါက်သွားရင်တော့တစ်ချက်တည်းခါဆောက်တယ်Allahရဲ့အချစ်တော်တွေကအဲ့လိုသူတို့နှလုံးသားတွေအများနဲ့သိနေကျွန်တော်တို့ကြည့်လိုက်တဲ့ခါကြလို့ရှိရင်ဟိုဟာကိုကြောက်နေရတယ်ဒီဟာကိုကြောက်နေရတယ်မေးလိုက်လို့ရှိရင်အခြေအနေဘယ်လိုလဲဆရာအခြေအနေမကောင်းစားဖို့တော့ရသွားတယ်ဒါနာရှုကလေးလို့တဲ့စားဖို့တော့ရနေတယ်ဆိုရင်တော့ပါလို့ရပြီဘာအသက်ရှင်နေမှာအီဘာဒတ်လို့